ဆက်ရန်ကူကနေအထက်မှာလှေစီးပြီးတော့ဝင်ပေါက်နေရကိုပြန်သွားနေရပါအဲ့ဒီနေ့ကတော့မိုးရီအရန်ရွာပြီးတော့ရေတဲ့ပြေနေရမို့လို့ဘူးရဲကိုလှေနဲ့ဝင်ပြီးလို့မရဘူးလို့ပြောပါတယ်ရှုခင်းနေရတော့တအားပဲလှတယ်တောင်တန်းရေနဲ့တောင်တန်းနေကြားထဲမှာပေါ့နော်ရေကန်ထဲမှာလှေစီးရတာတော့တော်တော်လေးကိုမသိလို့ရှိရင်ဗီယက်နမ်ကိုရောက်နေတယ်လို့ဖာလောင်ဘေးကိုရောက်နေတယ်လို့ဘာလို့ပဲတို့မြန်မာနိုင်ငံမှာလည်းတော်တော်လေးကိုလှတဲ့ရှုခင်းနေရှိပါတယ်လှေစီးကတော့ဒီတစည်းကို1000ခွဲကျပ်ပါသူကဒီလှေစပြီးထွက်တာနေပြီးတော့စက်တန်ကူကိုပြန်ရောက်တဲ့အထိဆိုလို့ရှိရင်15မိနစ်20လောက်တော့ကြာမယ်လို့ထင်ပါတယ်လှေစီးရတာတကယ်ပြောစရာကောင်းတယ်အတွေ့အကြုံတစ်တစ်ခုလိုပဲနောက်ရှုခင်းတွေကိုလည်းကြည့်ပြီးတော့စီးရတာပေါ့နော်အင်းလေးကံမှာဆိုလို့ရှိရင်တော့ဘေးမှာတောင်တန်းနေအဲ့လိုမျိုးရေကက်မြင်ရတာမဟုတ်ဘူးကနေနဲ့ရေကန်ကြီးထဲမှာစီးရတာမျိုးထားကြတော့တောင်တန်းကြီးဝီးတွေကိုအနီးကပ်မြင်ရတယ်ပေါ့နော်ဒီမျိုးပေါ့တွေ့ကြုံတစ်ခုရအဲ့ဒါဘယ်ရတဲ့စမဒီတော့ဒီမှာလည်းညောင်းဒီမှာပြေရမှာပါတယ်ပေါ့ပါအခုကတော့စက်တန်ကူကိုပြန်ရောက်လာတာပါအဝေးကမြင်နေရတဲ့စက်တန်ကူကြီးပေါ့နော်ရေတွေကတော့အဲ့ဒီနေမှာရေရအပြည့်ပဲ life jacket တွေလည်းမပါဘဲနဲ့ဒီတိုင်းပဲစီးခဲ့ကြတာပါအမတော့အန်ရီတော့မရှိပါဘူးကြောက်လည်းမကြောက်ဘူးပေါ့နော်ရန်ကိုပြောစရာကောင်းနေတယ်လို့ခံစားပါတယ်စက်တန်ကူကနေပြီးတော့ထုံးတိုင်ရေကန်ကိုသွားတဲ့လမ်းမှာနောက်လုံတောင်ကြားလမ်းဆိုတာလေးကိုရောက်ပါတယ်ဟိုကတောင်လေးပတ်ပတ်လေးဂျားထဲမှာလမ်းလေးဖို့လို့တောင်တောင်ဂျားလမ်းဆိုပြီးခေါ်တာပေါ့နော်အဲ့ဒီနေ့ကမိုးရီရွာတော့လေတိမ်လေးကိုလေအနီးကပ်တည်မြင်နေရတာဒီတောင်အပေါ်မှာပဲဖြစ်မယ်ဒါကြောင့်မလို့တိမ်လေးကလေနီးနီးလေးပါမြင်နေရတယ်တိမ်ပင်လဲဆိုပြီးတော့ဖြစ်နေတဲ့ပုံစံမျိုးပေါ့နော်တိမ်လေးပတ်ပတ်လဲမှာတောင်တန်းနေချာမှာတိမ်လေးပတ်ပတ်လဲနဲ့တော်တော်လေးကိုရှုခင်းမိုက်ပါတယ်